ပြရတယ်လေအမောင်ဘာဖြစ်လာလို့အမကလည်းမလေးပတ်စံအေးကြီးကို3-4သိန်းကြီးဝယ်တာလေပတ်စံရှာရပင်မန်းပါတယ်ဆိုမှသူ့ရဲ့အလှပအတွက်ကြီးပဲသူတုံးနေရတယ်ပြောလိုက်ပြန်ရင်လည်းသူကစိတ်ကကောက်တယ်အဲ့3-4သိန်းလေးဝယ်တော့ငါသားကနှမျောနေရလားအော်နှမျောတာဗောအမရဲ့ပတ်စံဒီလောက်ရှာခက်တာပြီးတော့တခြားလိုအပ်တာတွေလည်းဝယ်လိုရတယ်လေ3-4သိန်းဆိုတာအော်အမမေးမယ်လေသားအဲ့ဆိုရင်သားအလောက်ကပြန်လာတဲ့ခါကျရင်နေမိမကဟိုပြုံးပြုံးရွှင်ရွှင်နဲ့လာလာပပနဲ့ပြီးဆိုတော့သမီးဟင်းတွေချက်ကျွေးပြီးသားကိုစောင့်နေရမျိုးလိုချင်လားဒါမှမဟုတ်သမီးစကောင်းစုပ်ဖွားနဲ့မပြေမစင်းနဲ့ပေတိပေစုပ်သမီးမကြက်ဟင်းမကြက်အဲ့လိုမျိုးနေချင်တာလားဘယ်ဟာမြင်ချင်တယ်လဲဟောလှပလေးမြင်နေတာဗောအမအေးလာလာပပလေးမြင်ချင်တယ်ဆိုရင်ငါတားရဲ့မိန်းကလေးတွေဆိုတာလေသူတို့စိတ်ချမ်းသာမှသူတို့စိတ်ကလေးလုံခြုံမှသူတို့လိုချင်တာလေးတစ်ခုရလို့ကျေနပ်လို့ပျော်ရွှင်နေတယ်ဆိုရင်လေတားရဲ့ဖီဖီလိမ့်လိမ့်နဲ့တတ်တရရလာလာပပနဲ့စိတ်ကလည်းတက်တက်ကြွကြွနဲ့သူလိုချင်တာလေးဝယ်ရတာအော်ဦးငိမ့်နဲ့ဦးငိမ့်မိမဖြစ်ရလို့ဝယ်ရတာဆိုသူပို့ပျော်ရွှင်မှလေအဲ့တော့ဦးငိမ့်လိုင်းစားပါစီဖွယ်ဖွယ်ရလေးနဲ့တားကိုကြိုးဆိုမှလေအဲ့လိုလေးမဖြစ်ချင်ဘူးလားဖြစ်တော့ဖြစ်ချင်တယ်လေဒါပေမဲ့အဲ့လောက်အများကြီးဖုန်းတာဆိုတော့အဲ့ဒါဆိုကျွန်တော်ကသူ့အိတ်ဝယ်တာမပြောရတော့ဘူးလားပြောရမှာပေါ့ပြောတာတော့ပြောရမှာပေါ့တားရဲ့အတုံးထက်ကိုအဖြုံးတော့မဖြစ်စိမ့်နဲ့ပေါ့ဒါပေမဲ့ချွေးမလေးကအမြဲတမ်းအချိန်တိုင်းဝယ်နေတာမဟုတ်ဘူးလေကြားကြမှာတားရဲ့သူခမညာတစ်နှစ်နှစ်နှစ်ရှိပြီသူ့ကိုယူမဝဲရှာဘူးအခုမှဝယ်တာလေအဲ့ဒါငါတားမညွညင်ပါနဲ့နော်မညွညင်ပါနဲ့အဲ့တော့တားကပြောချင်တယ်ဆိုရင်တော့မှမျက်နှာကြီးအဲ့လိုစူပုတ်ပြီးတော့ကိုမိမကိုလေဟိုအမနာရှာမကြိုးငါရှာတဲ့ပတ်စံကိုအိမ်မှာနေပြီးတော့ပဲတုံဖြုံနေတဲ့ပုံစံမျိုးတွေမပြောပါနဲ့တားရဲ့နော်တားကစိတ်ထဲမှာမဝယ်စီခြင်းဘူးဆိုရင်တော့မှချော့ပြောရမှာလေမိမဒီလမှာငါမိမဒါဝယ်လိုက်ပြီဆိုရင်အကိုတို့နောက်လစာထုတ်တဲ့အထီကိုဘလို့လေးတော့ချွေတာစားမှရောက်တော့မှာဘယ်အတိုင်းတာလေးတော့ချိုးချံမှဖြစ်တော့မှာတားအဲ့လိုလေးပြောလေအဲ့လိုပြောရင်မိမတွေဆိုတာနားလဲပါတယ်နော်ဟုတ်အဲ့လိုပြောရင်မကောင်းဘူးလားဟုတ်ကောင်းတယ်အေးအခုလိုကြီးငါရှာတာပဲငါပိုက်ဆံပဲမဟုတ်ပဲနဲ့တုံးနေတယ်ဖြုံးနေတာပြောရင်တော့တမီးကဘလို့စိတ်ချမ်းသာနိုင်မှာတော့နော်ဟုတ်ပါအေးအပြန်လာနားလည်မှုလေးပေါ့တားရဲ့ဟုတ်တားဟိုတော့မှဒီလစာလေးထဲမှာတရက်နဲ့တောင်တားကိုပြီးတုံးတာလေဟုတ်တလားဆို6သိန်းရှိရလေတာဟုတ်သူတနေ့နဲ့နေမှဒီ3သိန်းတာလေးဝယ်တာငါတားအဲ့လိုမဖြစ်နဲ့လေဟုတ်နော်ဟုတ်မိမကိုပျော်ရွှင်အောင်လေးတော့ထားရမှာလေနော်ဟုတ်ဒါသူတို့စိတ်ပျော်ရဆိုရင်သူတို့စိတ်လုံခြုံသွားတယ်ဆိုရင်အော်အားကိုးရတယ်ဒါတို့ကိုယူမိတဲ့အိမ်သားအားကိုးရတယ်ဒါလောက်ကလေးလဲကိုကိုဖြစ်စီပေးတယ်ဆိုရင်သူတို့ပို့ပျော်ရွှင်ပြီးတော့အိမ်အကုန်လုံးနောက်တန်းလုံမှုဆိုတာမိမတွေမဟုတ်ဘူးလားဟုတ်အေးအဲ့တော့နောက်တန်းလုံနဲ့မိမတွေစိတ်ကလေးနည်းနည်းကျေနပ်အောင်တာကဒါလေးဖြည့်ပေးလိုက်ရတာဘာဖြစ်မှာတော့ဟုတ်မညူညင်နဲ့နော်ဟုတ်အေးစိတ်ထဲမှာညူညင်နေဆိုရင်တော့မှမဝေစေခြင်းဘူးဆိုရင်တော့မှပညာရှိနေနေတာပြောတတ်ဖို့လိုတယ်နော်ဟုတ်အေးသမီးကလည်းနောက်ကိုကြရင်3သိန်းပဲဖြစ်ဖြစ်4သိန်းပဲဖြစ်ဖြစ်ဘလောက်တန်းပဲဖြစ်ဖြစ်ကိုအိမ်သားကိုကကြူတင်ပြီးတော့ခွင့်တောင်းပြီးတော့ဝယ်နော်အေးဝယ်တဲ့နားမှာလဲဝယ်လို့ရအောင်အကိုရေညီမကတော့ဘလောက်လောက်မဝယ်တာကြာပြီဝယ်ချင်တယ်ဒီလိုလေးဆိုကောင်းတယ်လေနော်အေးတမီးကတော့ဒီလောက်နဲ့ तू ဘာမှမပြောတော့ဘူးတမီးရဲ့တမီးအလိုလိုက်ခဲ့တုန်းကတော့ तू ဘာမှမပြောဘူးနော်အခုတမီးတာဝယ်တဲ့ခါကျတော့စားပေါ်ပြီဟုတ်လားအဲ့ဒါပဲနားလည်မှုဆိုတာနော်အေးသူ့ကျတော့ငါကခွင်လိုက်လျောတယ်ငါဒါလေးဝယ်ကြ तू ကညွညံဆိုတမီးစိတ်ထဲလည်းမထားနဲ့နော်ဟုတ်ကဲ့ပါအေးအိမ်အောင်ကြီးတွေတာယာဖို့ဆိုတာဒါမိမကိုစိတ်ပျော်ရွှင်ရမယ်နော်စိတ်ပျော်ရွှင်ဖို့နေရာမှာတစ်ခါလေငွေ3ရတယ်မင်းကလေးတွေအလှပါလေနော်တာအခုခေတ်ကြီးနဲ့မှာအိတ်တွေသူများတွေ450ဒါနေ300 200ဒါနေ900ဒါတိတောင်ကိုင်တာရှိတယ်တဲ့တာရဲ့ဟုတ်နော်မလို့ကတော့ပြောပြတာနော်ဒါဆိုတော့ကဲဒါလေးကတော့တားရဲ့ဝင်ငွေနဲ့သမီးဝယ်တာနဲ့လိုက်လွှင့်ကြီးဆိုရှိပါတယ်လှတိုင်းဝင်နေတော့ပြော့မှာပေါ့တားရဲ့နှစ်တိုင်းဝင်နေတော့ပြော့မှာပေါ့ဟုတ်တယ်မလားနော်နောက်တစ်ခုကဒီဟာဝယ်လိုက်တဲ့ဒီအိတ်လွယ်လိုက်တဲ့ပုံရိပ်ဟာလေသူ့မှာပဲလားထိတာမဟုတ်ဘူးတာပွဲတွားတဲ့အခါ
ဂုံပြူပွဲတွေတားတို့တငယ်ချင်းမင်္ဂလာဆောင်ပွဲတွေတွားတဲ့အခါသမီးကိုခေါ်သွားတဲ့အခါဒီသမီးရဲ့ရှိုးနဲ့တူကိုင်းနဲ့ပစ္စည်းတွေကြည်ချင်းအဖြစ်နော်တားတို့ရဲ့အိမ်ထောင်ရေးရဲ့လက်လေးရှင်းတားတု့ပေါ်မှာဘလို့တန်ဖိုးထားတယ်ဆိုတာအိမ်တော်ရေးတာယာမှုရှိမရှိဆိုတာဇနီးမယားကိုကြည်ရနေကိုတိယူလို့ရတဲ့ခေတားရဲ့နော် ဟုတ်ပါ အေးဒါတားလဲဂုံတက်သွားတာပေါ့ဟုတ်တယ်မလား ဟုတ်ပါ ကျင်းနဲ့တွားရည်လား ဟုတ်ပါ ညွန်ညင်နေလား ဟုတ် မညွန်ညင်နဲ့နော် ဟုတ် အမျိုးသမီးလေးရဲ့စိတ်ချမ်းသာဖို့ဆိုတာကငွေ300တဲ့